ဒီကနေ့အလူရှင်မိသားစုတွေနဲ့အလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်ဘောင်းတော်ကောင်းတို့အားကျေးဇူးပြုပေးမှာကတော့ဓာတ်လိုက်တတ်သည်ဆိုပြီးတော့ဒီတရားလေးပြန်ပြီးတော့ဟောကြားနာကြရအောင်အဲ့တော့ဒီတရားကိုနားလေသဘောပေါက်နိုင်ဖို့ရအတွက်ဘုံဘုံတို့မင်္ဂလာတရားတွေဆိုတာဓမ္မကြီးတွေကိုအလုံးသိပြီးသားဖြစ်ကြပါတယ်ဒီမင်္ဂလာတရားတွေကိုပြန်ကြည့်လိုက်တဲ့အခါကျတော့အဒေဝနာသဘာလနံပန္တိတာနိသဒေဝနာပူဇာသပူဇနေယနံဧတံမင်္ဂလမௌတမံ38ဖြာမင်္ဂလာတရားကိုပြန်ကြည့်လိုက်တဲ့အခါကျတော့38ဖြာမင်္ဂလာတရားတော်ထဲမှာတဲ့ပထမဦးဆုံးမင်္ဂလာလေးဥဖြာဖြာမင်္ဂလာလေးကဘာလဲဆိုတော့အသေဝနာသဘာလနံတဲ့ပါတယ်လေအသေဝနာသဘာလနံအသေဝနာသဘာလနံဆိုပြီးတော့မြတ်စွာဘုရားက38ဖြာမင်္ဂလာထဲမှာဥဖြာဖြာထူးထူးခြားခြားပထမဦးဆုံးတက်ပြီးတော့ထိတ်ဆုံးကနေတင်းပြီးတော့ဟောလိုက်တဲ့မင်္ဂလာလေးကအသေဝနာသဘာလနံအဲ့တော့ဘာလနံတဲ့ဘာလဆိုတာကတော့လူလိမ္မာလားလူမိုက်လားဘာလဆိုတာလူမိုက်ပဲဘာလကိုလူမိုက်လို့ဒီလိုဘာသာပြန်တာပေါ့လူမိုက်ဆိုတာကတော့မသိတဲ့ပုဂ္ဂိုလ်နားမလဲတဲ့ပုဂ္ဂိုလ်မှန်သမျှကိုဒါလူမိုက်လို့ခေါ်ရမှာပဲအဲ့တော့မသိတဲ့ပုဂ္ဂိုလ်နားမလဲတဲ့ပုဂ္ဂိုလ်ကောင်းကြောင်လုပ်ရင်ကောင်းကျိုးရမယ်လို့လည်းမသိဘူးဆိုးကြောင်လုပ်ရင်ဆိုးကျိုးတွေရနိုင်တယ်လို့လည်းမသိဘူးအဲ့ဒီလိုဒါမသိတဲ့ပုဂ္ဂိုလ်ဆိုရင်တော့ဒါလူမိုက်လို့ပြောရမှာပေါ့လူမိုက်ရဲ့လက္ခဏာစပေမှာကတော့လူမိုက်ရဲ့လက္ခဏာဆိုတာကတော့မကောင်းတာတွေကိုပြုနေရင်လူမိုက်ပဲတဲ့လူမိုက်ရဲ့လက္ခဏာပဲတဲ့မကောင်းတာတွေကိုပြောနေရင်လူမိုက်ရဲ့လက္ခဏာပဲတဲ့မကောင်းတာတွေကိုတွေးနေရင်လူမိုက်ရဲ့လက္ခဏာတွေပဲလူမိုက်ရဲ့လက္ခဏာကပြောတော့လေပြုတော့လေမကောင်းတာပြုတယ်ပြောတော့လေမကောင်းတာပြောတယ်တွေးတော့လေမကောင်းတာတွေးနေတယ်တဲ့ဒီလက္ခဏာနဲ့သုံးပါးနဲ့ပြည့်စုံရင်သူ့ကိုဘာလို့ခေါ်မလဲလူမိုက်လို့ခေါ်တာမကောင်းတာပြုနေရင်လူမိုက်ပဲမကောင်းတာပြောနေရင်လူမိုက်ပဲမကောင်းတာတွေကိုတွေးနေတယ်ဆိုကြတဲ့ကလူမိုက်ရဲ့လက္ခဏာတွေပါသွားပြီအဲ့တော့အဲ့ဒီလိုလက္ခဏာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုလက္ခဏာတွေရှိနေတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်လူမိုက်လို့ခေါ်တယ်တဲ့အဲ့ဒါကိုဘာလာနံလူမိုက်လို့ခေါ်တာအသေဝနာတဲ့သေဝနာဆိုတာကတော့မှီဝဲတယ်ပေါင်းသင်းတယ်လို့အဓိပ္ပာယ်ရတယ်အသေဝနာဆိုတော့မပေါင်းတယ်လို့အဓိပ္ပာယ်ရတာအဲ့ဒီလိုလက္ခဏာတွေနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေဆိုရင်မပေါင်းနဲ့မကောင်းတာပြုနေတဲ့ပုဂ္ဂိုလ်တွေမကောင်းတာပြောနေတဲ့ပုဂ္ဂိုလ်တွေမကောင်းတာတွေးနေတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့လို့ရှိရင်အဲ့ဒီလိုပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားကမပေါင်းနဲ့တဲ့အဲ့ဒီလိုပုဂ္ဂိုလ်တွေနဲ့မပေါင်းရခြင်းဟာအလွန်အလွန်မင်္ဂလာရှိတယ်38ဖြာမင်္ဂလာထဲမှာပထမဦးဆုံးနံပါတ်1မြတ်စွာဘုရားဟောလိုက်တာမိုက်တဲ့လက္ခဏာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ရင်ပေါင်းကိုမပေါင်းနဲ့တဲ့အဲ့ဒီလိုပုဂ္ဂိုလ်တွေနဲ့ဆိုရင်အဝေးကြီးကရှောင်တဲ့မကောင်းတာပြုနေတယ်မကောင်းတာပြောနေတယ်မကောင်းတာတွေးနေတယ်ဆိုရင်အဲ့ဒါမိုက်လက္ခဏာတွေပဲတဲ့အဲ့ဒါမိုက်လက္ခဏာတွေမိုက်တဲ့လက္ခဏာတွေပဲတဲ့အဲ့ဒီလိုလက္ခဏာတွေနဲ့သာတွေ့နေရတယ်မြင်နေရတယ်ကြုံနေရတယ်ဆိုရင်အဲ့လိုပုဂ္ဂိုလ်ကိုအဝေးကြီးကရှောင်မင်္ဂလာတရားကဘယ်နှဖြာရှိတာလဲလေ38ဖြာ38ဖြာထဲမှာဥဖြာဖြာမြတ်စွာဘုရားကအရေးတကြီးထိတ်ဆုံးကတင်ဟောလိုက်တာလူမိုက်နဲ့မပေါင်းနဲ့ပထမဦးဆုံးဟောလိုက်တာလူမိုက်နဲ့မပေါင်းနဲ့ဒါဆိုရင်နည်းနည်းကလေးကြာသွားလိမ့်မယ်အဲ့တော့ရှေ့ဆက်သွားလိုက်တဲ့ခါကျတော့ဒုတိယတင်ဟောတယ်မင်္ဂလာကဘာလဲဆိုတော့စောစောကမင်္ဂလာကတော့အသေဝနာသဘာလနံတဲ့လူမိုက်နဲ့မပေါင်းနဲ့နောက်ဒုတိယမင်္ဂလာကဒုတိယဥဖြာဖြာဟောလိုက်တဲ့မင်္ဂလာက
ပန္တိတာနိသသေဝနာတဲ့ပညာရှိကိုပေါင်းရမယ်တဲ့ပန္တိတဆိုတာပညာရှိတွေသူတော်ကောင်းတွေသေဝနာဆိုတာပေါင်းသင်ရမယ်မိဝဲရမယ်ပန္တိတာနိသသေဝနာတဲ့သူတော်ကောင်းတွေကိုပေါင်းရမယ်လူမိုက်ကိုတော့မပေါင်းနဲ့တဲ့လူလိမ္မာတွေကိုပေါင်းသူတော်ကောင်းတွေကိုပေါင်းအဲ့တော့ပညာရှိသူတော်ကောင်းရဲ့လက္ခဏာစောစောကလူမိုက်ရဲ့လက္ခဏာသုံးပါးကိုပြောင်းပြန်ပြန်လိုက်ရင်လူလိမ္မာရဲ့လက္ခဏာသူတော်ကောင်းရဲ့လက္ခဏာဖြစ်တယ်မကောင်းတာတွေကိုမပြုဘူးဆိုရင်အဲ့ဒါလူလိမ္မာရဲ့လက္ခဏာပဲမကောင်းတာတွေကိုမပြောဘူးဆိုရင်လူလိမ္မာရဲ့လက္ခဏာမကောင်းတာတွေကိုမတွေးဘူးဆိုရင်လူလိမ္မာရဲ့လက္ခဏာပဲမကောင်းတာပြုခြင်းမှရှောင်ခြင်းနဲ့ပြောခြင်းမှရှောင်ခြင်းနဲ့တွေးခြင်းမှရှောင်ခြင်းနဲ့ဆိုရင်လူလိမ္မာရဲ့လက္ခဏာသူတော်ကောင်းရဲ့လက္ခဏာပဲအဲ့ဒီလိုပုဂ္ဂိုလ်များများပေါင်းတဲ့လူမိုက်ကိုမပေါင်းတဲ့လူလိမ္မာကိုများများပေါင်းတဲ့နောက်နံပါတ်3အချက်ကတော့တဲ့ပူဇာစပူဇနေယနံတဲ့ပူဇာစပူဇနေယနံပူဇနေယနံတဲ့ပူဇော်သင့်ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်တွေကိုပူဇော်ပါတဲ့အဲ့တော့ပူဇော်သင့်ပူဇော်ထိုက်တဲ့ယရဏ3ပါးအနန္တောနန္ဒ5ပါးပေါ့ယရဏ3ပါးနဲ့မိဘဆရာသမားတွေကိုမိမိတို့ကပူဇော်ရမယ်တဲ့ပူဇော်သင့်ပူဇော်ထိုက်တဲ့ဘုရားယရဏတရားယရဏသံဃာယရဏတွေကိုမိမိတို့ပူဇော်ရမယ်မိဘဆရာသမားတွေကိုအလေးထားရမယ်ပူဇော်ရမယ်အလေးထားတယ်ဆိုတာပူဇော်တာပါပဲအဲ့တော့ယရဏ3ပါးနဲ့မိဘဆရာသမားတွေကိုပူဇော်ရမယ်ဆိုပြီးတော့တတ္တိယမင်္ဂလာဆက်ဟောတယ်အဲ့တော့38ဖြာမင်္ဂလာထဲမှာထိတ်ဆုံးတင်ဟောလိုက်တာကလူမိုက်ကိုမပေါင်းနဲ့ဒုတိယထိတ်ဆုံးကပညာရှိကိုပေါင်းတတိယထိတ်ဆုံးကတော့ပူဇော်ထိုက်သူကိုပူဇော်တဲ့အဲ့ဒီ3ပါးထဲမှာပူဇော်ထိုက်သူပူဇော်ရမယ်ဆိုတာလေးကိုထိတ်ကတင်ဟောရင်ပိုကောင်းတာပေါ့ပညာရှိကိုပေါင်းရမယ်လို့ထိတ်ဆုံးကတင်ဟောရင်လေအဲ့ဒါလည်းကောင်းတာပေါ့ဒါပေမဲ့လို့လူမိုက်ကိုမပေါင်းနဲ့ဆိုတာကြီးကိုဘာဖြစ်လို့မြန်ထိတ်ဆုံးကနေအရေးတကြီးမြတ်စွာဘုရားကတင်ဟောလိုက်တယ်လေဆိုတော့ဒါစာပေမှာတော့မပါဘူးပေါ့ဘုံဘုံကနားလေတယ်လို့လေဘုံဘုံနားလေတယ်လို့လေပြန်ပြောလိုက်ရမယ်ဆိုရင်တော့ဒကမာကြီးတွေဓာတ်လိုက်တတ်လို့တဲ့ဓာတ်လိုက်တတ်လို့လူမိုက်ကိုမပေါင်းနဲ့ဆိုတော့ထိတ်ဆုံးကတင်ဟောလိုက်တာမှန်ပါဗျဓာတ်လိုက်သွားတတ်တယ်တဲ့လူမိုက်နဲ့နေရင်ဘာဓာတ်တွေလိုက်သွားနိုင်တာလူမိုက်ဓာတ်တွေလိုက်လူမိုက်ဓာတ်တွေလိုက်သွားနိုင်တယ်တဲ့အဲ့ဓာတ်တွေလိုက်သွားမှာဆိုလို့အမြန်ကိုအရေးတကြီးကိုမြတ်စွာဘုရားကပထမဆုံးတင်ဟောလိုက်တာမှန်ပါဗျမိုက်တဲ့လူနဲ့နေရင်မိုက်ဓာတ်ကလိုက်ချင်နေတာအဲ့ဓာတ်တွေလိုက်သွားမှာဆိုလို့တဲ့မိုက်ဓာတ်တွေကူးသွားမှာဆိုလို့မိုက်ဓာတ်တွေလိုက်သွားမှာဆိုလို့ဟာလူမိုက်တွေ့လူမိုက်ဆိုရှောင်ညမိုက်တဲ့လူတွေ့သွားမကတ်နဲ့ဓာတ်တွေလိုက်သွားလိမ့်မယ်အဲ့နဲ့သွားမကတ်နဲ့ဆိုပြီးတော့ဒီလိုမြတ်စွာဘုရားကအရေးတကြီးဟောတာမိုက်ဓာတ်တွေလိုက်သွားမှာဆိုလို့မှန်ပါဗျအဲ့တော့အဲ့ဒါကိုဦးဇင်းကအလွတ်ပြောသလားဆိုတော့ဇတ်တော်မှာရှိတယ်မြတ်စွာဘုရားဟောထားတဲ့ဇတ်တော်လေးရှိတယ်ဂိရိဒတ္တဇတ်ဆိုတာအဲ့ဒီဂိရိဒတ္တဇတ်ဆိုတာကတော့ဗာရာဏသီပြည်မှာတဲ့တာမမင်းကြီးအုပ်ချုပ်တာတာမမင်းကြီးအုပ်စိုးပြီးတော့နေတဲ့ချိန်ခါမှာတဲ့တာမမင်းကြီးမှာမင်္ဂလာမြင်းတစ်ကောင်ရှိတယ်မင်္ဂလာစင်းတို့မင်္ဂလာမြင်းတို့မင်္ဂလာမြင်းကြီးတစ်ကောင်ရှိတယ်အဲ့ဒီမြင်းကြီးတစ်ကောင်ကိုတဲ့တနေ့သောအခါမှာမြင်းကိုထိန်းတဲ့မြင်းထိန်းတစ်ယောက်ကိုခေါ်ပြီးတော့တာဝန်ပေးပြီးတော့မြင်းထိန်းခိုင်းတာမြင်းထိန်းခိုင်းတော့ဒီမင်္ဂလာမြင်းဆိုတာကတော့ဘယင်ရဲ့အသုံးတော်မြင်းတကယ်ကိုဘယင်သုံးတဲ့မြင်းဆိုတဲ့အတွက်ကြောင့်အကောင်းတကအကောင်းထဲမှာအကောင်းဆုံးအတော်တကအတော်ထဲမှာအတော်ဆုံးပြောရင်တော့ကိုယ့်ယောကာယမြင်းကတော့ဘယင်မြင်းမင်္ဂလာမြင်းတော့မဖြစ်နိုင်ဘူးတဲ့တကယ်အကောင်းတကအကောင်းဆုံးအတော်တကအတော်ဆုံးမြင်းကိုရွေးထားတာတဲ့ရွေးထားပြီးတော့မြင်းထိန်တယောက်ခန့်လိုက်တဲ့အခါမှာအဲ့ဒီမြင်းထိန်ကလည်းပဲမြင်းကိုထိန်ထိန်စောင့်ရှောက်တဲ့နေရာမှာအလွန်တော်ပါတယ်တဲ့
ဒါပေမဲ့လို့သူ့မှာဘာအားနည်းချက်ပါတယ်လဲဆိုတော့မြင်းတိန်ကကျန်တာတွေအကုန်တော်တယ်တဲ့ခြေထောက်ကလေးတစ်ဖက်ကထောနေဖြစ်နေတာ အမှန် အဲ့ဒီခြေထောက်ကလေးတစ်ဖက်ထောနေဖြစ်နေတဲ့ခါကျတော့မြင်းကိုအစာကျွေးဖို့သွားပြီးတော့မြင်းရဲ့ဒါပချုပ်ကျိုးခေါ်မယ်နဲ့တူတယ်ပချက်ကျိုးလေးကိုဆွဲပြီးတော့မြင်းရဲ့ရှေ့ကနေပြီးတော့သူကမြင်းကျွေးဖို့ဆိုပြီးတော့ကျိုးလေးနဲ့ဆွဲလာတဲ့ခါကျတော့မြင်းကနောက်ကလိုက်ရတာမြင်းကိုရေချိုးပေးမယ်ဆိုရင်လည်းကျိုးသူကမြင်းတိန်ကုတ်ကနေပြီးတော့မြင်းလေးကိုကျိုးလေးနဲ့ဆွဲလာတယ်သူကရှေ့ရလာတယ်မြင်းကနောက်ကလိုက်လာတယ်အစာကျွေးမယ်ဆိုရင်လည်းမြင်းလေးကိုသွားခေါ်တယ်မြင်းလေးကနောက်ကလိုက်လာတယ်ရေချိုးမယ်ဆိုရင်လည်းမြင်းလေးကိုသွားခေါ်တယ်မြင်းလေးကနောက်ကလိုက်လာတယ်ဆိုတော့အဲ့ဒီမြင်းတိန်ကခြေထောက်ကလေးတစ်ဖက်ကထောနေဆိုတော့မြင်းကသူ့ကိုသင်ပေးတာထင်ပြီးတော့ခြေထောက်အကောင်းမြင်းကအဲ့မြင်းအကောင်းမှာတခါတည်းခြေထောက်ထောနေဖြစ်သွားရောအဲ့ဒါနဲ့တဏီသောအခါမှာမြင်းကြည့်လိုက်တော့ဟာဘယ်လိုဖြစ်တာလဲမင်္ဂလာမြင်းတော်အရင်တော့အကောင်းခြေထောက်နာနေပြီအဲ့ဒါဆိုရင်တော့မြင်းဆရာဝန်သွားခေါ်မှဖြစ်မယ်တိရစ္ဆာန်ဆရာဝန်နဲ့ပြမှဖြစ်မယ်ဆိုတော့အဲ့တော့တိရစ္ဆာန်ဆရာဝန်နဲ့ပြတော့လည်းပဲဒီမြင်းမှာဘာယောဂမှမရှိဘူးတဲ့အဲ့ဒါနဲ့ပြောရင်တော့နန်းတော်ထဲမှာမြင်းခြေထောက်ထောနေဖြစ်တော့အကုန်ပြဿနာတွေတက်ကုန်တာပေါ့မင်းတို့ဘလို့ဖြစ်တာလဲယောဂစစ်ကြည့်တော့လည်းဘာယောဂမှမတွေ့ဘူးတဲ့ဟာအဲ့ဒါဆိုရင်ဘာပြဿနာတက်တာလဲဆိုတော့ပြဿနာရှာလို့မရဘုရားအလောင်းတော်ကိုမေးကြည့်လိုက်တဲ့အခါကျတော့ဘုရားအလောင်းတော်ကလည်းအဖက်ဖက်ကိုကုန်သူကလည်းစင်ញင်ကြည့်လိုက်တဲ့အခါကျတော့ဉာဏ်ပညာကြီးတဲ့ဘုရားအလောင်းတော်ဆိုတော့အာယောဂမှလည်းမရှိဘူးအရင်တုန်းကလည်းခြေထောက်ကကောင်းတယ်အခုမှဒီလိုဖြစ်သွားတာဆိုရင်ဧကံမௌချဒါဘာပဲပြောပြဿနာမြင်းတိမ့်မယ်အရှင်မင်းမြတ်တခြားပြဿနာဘာမှမရှိဘူးပြဿနာမြင်းတိမ့်မယ်ဟာမြင်းတိမ့်ဘာဖြစ်တာလဲမြင်းတိမ့်ကခြေထောက်ကလေးထောနေဖြစ်နေတော့မြင်းကသူ့သင်ပေးတာလို့ထင်နေဟန်တူတယ်သူကထောနေသွားတော့သူ့ကိုလည်းပဲထောနေသွားရမယ်လို့သင်ပေးတာလို့သူထင်ပြီးတော့သူကလည်းဒီတိုင်းလိုက်ပြီးတော့ကျင့်တာနဲ့တူတယ်ဟာအဲ့ဒါဆိုဘယ်လိုလုပ်မလဲအိုးအရှင်မင်းမြတ်လွယ်လေးပါမြင်းတိမ့်ပြောင်းလိုက်ရင်ပြီးတာပဲခြေထောက်ကောင်းတဲ့မြင်းတိမ့်တာပြောင်းပေးလိုက်ရင်သူကောင်းသွားလိမ့်မယ်ဆိုတော့အဲ့ဒါနဲ့ခြေထောက်ကောင်းတဲ့မြင်းတိမ့်ကိုပြန်ပြောင်းလိုက်တဲ့ခါကျတော့အခုလိုပေါ့နောက်မြင်းတိမ့်ကလည်းအခုလိုပဲရေချိုးမယ်ဆိုရင်လည်းသွားခေါ်တယ်အစာကျွေးမယ်ဆိုရင်လည်းသွားခေါ်မယ်တကူလုံးမယ်ဆိုရင်သွားခေါ်တော့ပုံမှန်အတိုင်းလမ်းလျှောက်ပြီးတော့ခေါ်တဲ့ခါကျတော့မြင်းကလည်းပဲခြေထောက်ကအလိုပဲပြန်ကောင်းသွားတယ်အဲ့တော့ဒီနေ့ဟောခြင်းတဲ့တရားအကုန်ပဲဟုတ်လားဒါအကုန်ပဲเนาะအဲ့တော့ရှေ့ကမြင်းတိန်ကခြေတော့ထောနေနေဆိုတော့နောက်ကမြင်းကလည်းထောနေလိုက်လာတာပဲရှေ့ကသွားတဲ့လူကထောနေဆိုရင်နောက်ကလိုက်တဲ့လူကလည်းထောနေနေလိုက်တတ်တယ်တဲ့ဓာတ်တီလိုက်သွားတတ်တယ်ရှေ့ကသွားတဲ့ပုဂ္ဂိုလ်ကဖြောင်းမြောင်မတ်သွားမှသာလေနောက်ကလိုက်တဲ့ပုဂ္ဂိုလ်ကလည်းဖြောင်းမြောင်မတ်လိုက်မှာအဲ့တော့ပြောရရင်တော့ထောနေနေနဲ့ပေါင်းရင်အဲ့ဒီလိုဖြစ်တတ်တယ်တဲ့ဒါကြောင့်အဲ့ဒါဒီမပေါင်းနဲ့လို့ပြောတာအဲ့တော့ဒါကြောင့်မြတ်စွာဘုရားလူမိုက်နဲ့မပေါင်းနဲ့ကွာတယ်ဘာဖြစ်လို့အမိုက်တတ်တွေကူးတတ်တယ်မကောင်းတဲ့လူတွေမိုက်တဲ့လူတွေနဲ့မပေါင်းနဲ့တဲ့အဲ့ဒီဓာတ်တွေလိုက်သွားတတ်တယ်တဲ့ဓာတ်ကကူးသွားတတ်တယ်တဲ့ကောင်းတဲ့လူတွေနဲ့ပေါင်းမှကောင်းတဲ့ဓာတ်တွေလိုက်တာအဲ့တော့ဦးဇင်းကဒကမာကြီးတွေကိုမေးတော့မေးမကြည့်ပါဘူးအခုကထိုင်ဝမ်နိုင်ငံရောက်ညာတော့လည်းပဲအခုတရားနာတော့မိသားစုတွေအကုန်ခေါ်တယ်မိသားစုတွေလည်းနာကြဟေးခဏလေးပဲလာကြတို့ကုသိုလ်လေးယူအောင်လာကြတရားလေးနာကြကုသိုလ်လေးပြုကြဆိုတာတကယ်ကတော့ဘာဓာတ်တွေလိုက်စီခြင်းလို့လဲမင်းကောင်းတဲ့ဓာတ်တွေလိုက်စီခြင်းလို့မှန်ပါဗျာကောင်းတဲ့ကုသိုလ်လေးပြုတဲ့ခါကျတော့မိဘတွေကကုသိုလ်တွေပြုရင်သားသမီးတွေကလည်းဟောနည်းနည်းလေးထိုင်ပြီးတော့နားထောင်လိုက်တာနဲ့ကောင်းတဲ့ဓာတ်တွေလိုက်သွားနိုင်တယ်မိဘတွေဖျားရှိခိုးရင်သားသမီးတွေမြည်လေးတွေကိုအနည်းနဲ့ထားရတယ်တဲ့သားသမီးတွေမြည်တွေမြင်အောင်ဒါလေးကိုဖျားရှိခိုးရတယ်
ကိုဘုရားရှိခိုးတာကိုသူတို့မြင်တာနဲ့ဒီဓာတ်တွေလိုက်သွားနိုင်တယ်ကိုကမကောင်းတာတွေလောက်တာကိုတော့အတတ်နိုင်ဆုံးမကောင်းတာပြောတာတွေသူတို့မမြင်စေနဲ့ဓာတ်တွေလိုက်သွားမှာဆိုလို့ အမှန်ဗျာ အေးပြောရရင်တော့မကောင်းတဲ့ပုံကိုယ်တွေနဲ့ပေါင်းရင်ဘာဓာတ်တွေလိုက်တတ်တယ်မကောင်းတဲ့ဓာတ်တွေလိုက်တတ်တယ်ကောင်းတဲ့ပုံကိုယ်တွေနဲ့ပေါင်းမှကောင်းတဲ့ဓာတ်တွေလိုက်မှာဘုရားလက်ထက်ကလည်းကြည့်လိုက်ပေါ့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးနဲ့ပေါင်းတယ်သူ့ရဲ့တပည့်တွေကြတော့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးလို့ပဲပညာတွေတော်ပြီးတော့မထေရမြတ်ကြီးရဲ့ပညာဓာတ်တွေလိုက်ပြီးတော့ပညာတော်တဲ့တပည့်ကျော်တွေဖြစ်ကုန်တာအရှင်မောဂလန်ရဲ့တပည့်တွေကြတော့လည်းသူ့ဆရာရဲ့ဓာတ်တွေလိုက်ပြီးတော့တကိုးတွေကြီးကုန်တာအဲ့တော့လူဆိုတာဓာတ်လိုက်တတ်တဲ့သဘောရှိတယ်အဲ့ဒီလိုဓာတ်လိုက်သွားမှာဆိုလို့မြတ်စွာဘုရားကအတိဝနာစဘာလနံတဲ့လူမိုက်တွေနဲ့ဆိုရင်ဝေးဝေးကရှောင်းกว่าမိုက်တဲ့ဓာတ်တွေလိုက်သွားလိမ့်မယ်ပန္တိတာနှင့်စတိဝနာတဲ့ပညာရှိတွေသူတော်ကောင်းတွေနဲ့ပေါင်းရတယ်တဲ့ဒါမှကောင်းတဲ့ဓာတ်တွေလိုက်မှာပူဇာစပူဇာနေရနံပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်တွေပူဇော်ရတယ်တဲ့ဒါမှကောင်းကျိုးချမ်းသာမင်္ဂလာတွေနဲ့ပြည့်စုံမှာဆိုပြီးတော့မြတ်စွာဘုရားကမင်္ဂလာတရားတွေဟောခဲ့တာအေးဒါကြောင့်ဦးဇင်းများလိုရင်းပြောချင်တာကတော့ကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းရင်ဘာဓာတ်တွေလိုက်တတ်တယ်ကောင်းတဲ့ဓာတ်တွေလိုက်တတ်တယ်မကောင်းတဲ့လူပုဂ္ဂိုလ်တွေနဲ့ပေါင်းရင်လည်းဘာဓာတ်တွေလိုက်တတ်တယ်မကောင်းတဲ့ဓာတ်တွေ ဓာတ်တွေလိုက်တတ်တယ်ဒါကြောင့်အဲ့ဒီလိုဓာတ်လိုက်တတ်တာဖြစ်သည့်အတွက်ကြောင့်တဲ့မကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ရှောင်နိုင်သမျှရှောင်အတတ်နိုင်ဆုံးဝေးဝေးကရှောင်တဲ့လူမိုက်တွေကိုမပေါင်းနဲ့တဲ့မိုက်တဲ့ဓာတ်တွေလိုက်သွားမှာဆိုလို့အေးဒါကြောင့်ဒီနေ့အလှရှင်မိသားစုတွေကတော့ကိုတတ်နိုင်သမျှဒါနကုသိုလ်တွေပြုတယ်သီလကုသိုလ်တွေစောင့်ထိန်တယ်ဘာဝနာကုသိုလ်တွေပွားတယ်အဲ့တော့မိဘတွေကရှေ့ကနေပြီးတော့အဲ့လိုကုသိုလ်တွေလုပ်ပြတော့သားသမီးတွေကလည်းပဲကုသိုလ်ဓာတ်တွေလိုက်သွားတာပေါ့အေးအဲ့ဒီလိုကောင်းတဲ့ဓာတ်တွေလိုက်အောင်မိဘတွေကနေပြီးတော့ရှေ့ကနေဒါဥဆောင်လမ်းပြအနေအချင်းသားသမီးတွေကိုကောင်းတဲ့လမ်းတွေကိုညွှန်ပြတဲ့အနေအချင်းတရားတွေစုနာကြကုသိုလ်တွေစုပြုကြဒါအလွန်အင်မတန်မှဝမ်းမသာရမှာလားဝမ်းသာရမှာလားဝမ်းသာရပါတယ်ဖေ။အေးအလွန်အင်မတန်မှကြည်နူးရတယ်ကိုရထားတဲ့ဘဝလေးမှာအခုလိုကုသိုလ်ပြုရတယ်ဆိုတာအလွန်အင်မတန်မှကြည်နူးစရာကောင်းတယ်ဒါကြောင့်ကိုတတ်နိုင်တဲ့ဒါနကုသိုလ်တွေကိုကြိုးစားပြီးတော့ပြုလုပ်အဲ့ဒီထက်စွမ်းနိုင်ရင်သီလကုသိုလ်တွေကိုစောင့်ထင်ရမယ်အဲ့ဒီထက်စွမ်းနိုင်ရင်သမထဘာဝနာဝိပဿနာဘာဝနာတရားအလုပ်တွေအားထုတ်နိုင်ရင်အကောင်းဆုံးပဲအဲ့တော့သမထဘာဝနာကနေပြီးတော့ဝိပဿနာဘာဝနာတရားအလုပ်တွေကိုကြိုးစားပြီးတော့အားထုတ်မယ်ဆိုရင်ကတော့ဗုဒ္ဓတရားတော်ရဲ့အနှစ်သာရကတော့နောက်ဆုံးဘလောက်ပဲပြည့်စုံတဲ့ဘဝရရတဲ့ဘလောက်ပဲပြည့်စုံပါတယ်ပြောပြောရှင်ဘရင်ကြီးပဲဖြစ်နောက်ဆုံးတော့မအိုရမှာလားအိုရမှာလားအိုရပါမယ်ဖေ။အေးမနာရမှာလားနာရမှာလားနာပါမယ်ဖေ။မတိရမှာလားတိရမှာလားသိရပါမယ်ဖေ။အေးအဲ့ဒီလိုဥဒ္ဒနာတသေတတ်လို့တဲ့ပြည့်စုံတဲ့ဘဝပဲဖြစ်မပြည့်စုံတဲ့ဘဝပဲဖြစ်ဘဝရှိရင်အလုံးဟာဒုက္ခသစ္စာပဲတဲ့အဲ့ဒီဒုက္ခတွေကလွတ်ခြင်းနေဆိုရင်တော့ဒီကုသိုလ်တွေပြုရမယ်အဲ့ဒီကုသိုလ်တွေထဲမှာဌာနထက်ပိုကောင်းတာကသီလထက်ပိုကောင်းတဲ့အကောင်းဆုံးကတော့ဘာဝနာကုသိုလ်တွေပဲအဲ့ဒီဘာဝနာကုသိုလ်တွေကိုကြိုးစားပြီးတော့ပွားများအားထုတ်ရင်အိုဒုက္ခနာဒုက္ခသေဒုက္ခတွေလွတ်မြောက်ရာဖြစ်တယ်တဲ့မဲ့ချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာထိအောင်တဲ့မရနိုင်ကြတာလားရနိုင်ကြတာလားရနိုင်ပါတယ်ဖေ။အေးရနိုင်ကြတယ်တဲ့အဲ့ဒီလိုမဲ့ချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာရခြင်းနဲ့ဆိုရင်တော့တဲ့တရားအလုပ်ဒီအားထုတ်နိုင်အောင်လည်းပဲကြိုးစားရမယ်အဲ့ဒီလိုကြိုးစားမယ်ဆိုရင်တော့ဟောဒီလက်ရှိခန္ဓာကတော့အတ္တဘောခန္ဓာကြီးကလည်းအိုရနာရသိရလို့ဒုက္ခသစ္စာပဲသဘောခန္ဓာတွေကလည်းပဲကိုယ်တန်တမှာရှိနေတဲ့ဒီသဘောတရားတွေကလည်းပဲသဘာဝတရားတွေကလည်းဖြစ်ပြီးတော့ပျက်စီးနေကြတာဖြစ်လို့သူတို့တွေအားလုံးဟာဒုက္ခသစ္စာပဲအဲ့တော့လက်ရှိခန္ဓာဖြစ်ပျက်ကဒုက္ခသစ္စာအဲ့ဒီလိုသိတဲ့ဉာဏ်ကတော့မက္ခသစ္စာဒါဆိုရင်သိတာကသမုဒိယသစ္စာနောင်ခန္ဓာမလာတာကនិရောဓသစ္စာတဲ့နောက်ထပ်ခန္ဓာဒုက္ခတွေချုပ်ငြိမ်းရုပ်သိမ်းတာကတော့និရောဓသစ္စာလို့ခေါ်တယ်အဲ့ဒီនិရောဓသစ္စာကိုအမြန်ဆုံးမျက်မှောက်ပြုကျင်နေဆိုရင်တော့
ဒါကိုယ်ခန္ဓာဉာဏ်စိုက်တဲ့တရားအလုပ်ဒီအထုတ်နိုင်အောင်ကြိုးစားရမယ်တရက်15မိနစ်ဖြစ်စီနာရီဝက်ဖြစ်စီရသလောက်တရားအလုပ်ကြိုးစားအထုတ်ရင်လက်ရှိခန္ဓာကတော့ဖြစ်ပြီးပျက်စီးနေလို့ဘာသစ္စာ ဒုက္ခသစ္ ဒုက္ စာ ခသစ္စာအဲ့ဒီလိုသိတဲ့ဉာဏ်က မ မ က္ က္ ခ ခ သ သ စ္ စ္ စာ စာသိတာက သမု သမု ဒိယ ဒိ သ ယ စ္စာ သစ္စာနောင်ခန္ဓာမလာတာက နိရောဓသစ္စာ သ ပါ စ္စာတဲ့အဲ့ဒီနိရောဓသစ္စာကိုမျက်မှောက်ပြုမှသာလျှင်ဒုက္ခခတ်သိမ်းအကုန်ငြိမ်းမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့ပြုလုပ်ရတဲ့ကောင်းမှုကုသိုလ်ကံစေတနာအပေါင်းတို့ရောက်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာအမှန်မျက်နှိပ်ပံကိုလင်းမြန်စွာမျက်မှောက်ပြုရဘာလိုကုန်၏လို့ကံဘောဉာဏ်ဆင့်ပြီးတော့လှူနိုင်တန်းနိုင်သာသနာပြုနိုင်ကြ၍မိမိတို့လိုရင်ဆန္ဒတွေတလုံးတဝပြည့်စုံနိုင်ကြပါစေမကောင်းတဲ့ဓာတ်တွေမလိုက်ဖဲကောင်းတဲ့ဓာတ်တွေလိုက်၍ကောင်းကျိုးချမ်းသာမင်္ဂလာတွေနှင့်တလုံးတဝပြည့်စုံနိုင်ကြသည့်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်းအပမဒေနမမေမလျောမဘောမတန်ထတန်သောအပမာရတတိတရားဖြင့်တံပါတိထကိုစီကိုငှပြည့်စုံနိုင်ကြပါစေကုန်တည်း အာဒုအာဒု ရေစက်ချလိုက်မယ်နော် မှန်ပါဗျာ